sh ch x o ဒီစကားလုံးတွေနဲ့စုံနေခဲ့တယ်ဆိုရင် teacher တို့ကအဲ့ဒီ verb မှာ es ပေါင်းပေးရကဲဥပမာဆိုကြပါစို့ I wash I ဒီ subject ကအများအနေနဲ့ရွေးတဲ့ကြောင့် wash ch နဲ့စုံပေမဲ့ teacher တို့ဒီ I ကိုအများအနေနဲ့ရွေးတဲ့ကြောင့် es ပေါင်းစရာမလိုဘူးအဲ့ဒီလိုပဲ they ကလည်းအများဖြစ်တဲ့အတွက်ကြောင့် go မှာ es ပေါင်းစရာမလိုဘူးအဲ့ဒါလိုပဲ you ကိုလည်းအများဖြစ်တဲ့အတွက်ကြောင့် x စုံနေတယ် fis fix နဲ့စုံနေပေမဲ့လည်း es ပေါင်းစရာမလိုဘူး teacher ဘာလို့ es ပေါင်းတယ်လို့ပြောတယ် ch နဲ့စုံတာလည်းဒီမှာပါတယ် go ဆို o နဲ့စုံတာလည်းဒီမှာပါတယ် x နဲ့စုံတာလည်းဒီမှာပါတယ်ဒါတွေနဲ့စုံရင် es ပေါင်းပေးရမယ်လို့ပြောတယ်ပေါင်းတာမှန်တယ် subject ကအနည်းဖြစ်မှသာပေါင်းမယ် subject ကအများဆိုရင်ပေါင်းစရာမလိုဘူးဟုတ်ပြီနော်အဲ့တော့ I they you မှာ teacher တို့က es ပေါင်းစရာမလိုဘဲနဲ့ subject အနည်းဖြစ်တဲ့ he တို့ she တို့ it တို့ရဲ့နောက်မှာ es ပေါင်းတယ်ဘာကြောင့် es ပေါင်းလဲ ss sh ch x o နဲ့စုံနေတဲ့အတွက်ကြောင့်မို့ teacher တို့က es ပေါင်းပေးရတယ်အဲ့လိုစကားလုံးတွေနဲ့စုံရင် s ပေါင်းလို့လုံးဝမရပါဘူး